ကျွန်တော်2026မှာ social platform တွေကိုအသုံးပြုပြီးတော့ကိုက content တွေဖန်တီးမယ် monetize လုပ်ပြီးတော့တစ်ဖက်တစ်လမ်းကနေပြီးတော့ဝင်ငွေရှာမယ်ဆိုတဲ့လူငယ်တွေလူကြီးတွေလူလက်ပိုင်းတွေအတွက်ဒီဗီဒီယိုကိုမကြော်ဘဲနဲ့အဆုံးထိကြည့်ရှုဖို့ကျွန်တော်အကြံပြုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုထဲမှာ Facebook YouTube TikTok စတဲ့အဲ့ဒီ platform ကြီး၃ခုစလုံးရဲ့ဘယ်လို content မျိုးကိုဖန်တီးရင်သူတို့ကြိုက်တယ်လဲဆိုတော့ပြောပြမယ်။ပြီးရင်ကျွန်တော်တို့ AI နဲ့ဖန်တီးမှုနော် movie recap နဲ့ဖန်တီးမှုအကြံပြပေါ့เนาะအဲ့ဒါကိုကျွန်တော်ပြောမယ်ပြီးရင်ကျွန်တော် Facebook မှာ page နဲ့အသုံးပြုရင်ကောင်းမလား account နဲ့အသုံးပြုရင်ကောင်းမလားဆိုတော့အဲ့ဒီအကြံပြုချက်ကိုကျွန်တော်ပေးမယ်เนาะဆိုတော့ကျွန်တော်ပထမဆုံးချက်အနေနဲ့ကျွန်တော် Facebook ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ဘယ် platform ပဲဖြစ်ဖြစ်ကျွန်တော်အကောင်းဆုံးဒီကိုပိုင် content ဖန်တီးတဲ့ originality content ဖန်တီးတာဒီအကောင်းဆုံးပဲဖြစ်ပါတယ်ဒီ social platform တွေ၃ခုစလုံးဒီလေ originality content ဖန်တီးတဲ့သူတွေကိုပို့ပြီးတော့ဦးစားပေးပါတယ်ပို့ပြီးတော့ပို့လုပ်ပေးတယ်ထောက်ပံ့ပေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်စဉ်းစားကြည့်မယ်ဆိုလို့ကျွန်တော်သူများဗီဒီယိုတွေကိုယူပြီးတော့ကူးပြီးတော့တင်တဲ့သူတွေကိုသူတို့ကအဲ့ဒီလူတွေကိုလည်းပတ်စံပေးမယ် originality ဖန်တီးထားတဲ့သူတွေကိုလည်းပတ်စံပေးရမယ်ဆိုတော့တဘာဝမကြောက်အဲ့ဒီတစ်ချက်ထဲနဲ့တင်စဉ်းစားကြည့်နော်ကျွန်တော် originality ကိုကမဖန်တီးနိုင်ဘူး originality content ဖန်တီးဖို့ကိုယ်ပိုင်ဗီဒီယိုတွေရိုက်ဖို့အဆင်မပြေတဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော် AI နဲ့ဖန်တီးမယ် AI နဲ့ဖန်တီးမယ်ဆိုလို့ရှိရင် human degree ထိတ်ကိုထည့်ရမယ်နော်ဘယ်လို human degree ထည့်ရမလဲဆိုလို့ရှိရင်ကိုကဗီဒီယိုတွေကို AI နဲ့ဖန်တီးထားတယ်နောက်ခံ voice over လို့ခေါ်တဲ့အတန်ကိုမိမိကိုယ်ပိုင်အတန်သွင်းပြီးတော့ထည့်ပါအဲ့ဒါ human degree ထည့်တာနော် voice over ကိုကျွန်တော်တို့AI သုံးထားတယ်ကျွန်တော်တို့ဒီဗီဒီယိုကိုကြတော့ကိုယ်ပိုင်ရိုက်ထားတဲ့ဥစ္စာကိုတော့နော်ကောင်းတာကတော့အတန်ကိုဒီ AI မှာဆိုလို့ရှိရင်အတန်ကို voice over ကိုကိုယ်ပိုင်အတန်သုံးတာဒီအကောင်းဆုံးပဲဒါကတော့အကြံပြုချက်ဖြစ်တယ်မရဘူးလားဆိုတော့ရတယ်ဟိုသို့တော့ဝင်ငွေနည်းတာတွေနောက်ကျွန်တော် monetize ရဖို့ကြံ့ကြာတာတွေ monetize ပြုတ်တာတွေဖြစ်တတ်တယ်နော်ကျွန်တော်ပြီးတော့ movie recap ပေါ့ movie recap မှာဆိုလို့ရှိရင်လည်းကျွန်တော်ဟိုတလုံးလုံးကအကြံပြုချက်လုပ်ပေးထားတာရှိတယ်နော်အကြံအဖြစ်ပြောရမယ်ဆိုရင်ကျွန်တော် movie recap ထက်ဆိုင် movie review လုပ်ပါလို့ကျွန်တော်အကြံပြင်းကျွန်တော်အကြံပြုထားတယ်နောက်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော် movie review ဒီပို့ပြီးတော့ရေးရှည်အတွက်သွားမယ်ဒီ content creator တွေအတွက်ရေးရှည်အတွက်သွားလို့ရမယ်လမ်းကြောင်းဖြစ်တယ်เนาะအဲ့ဒီအတွက်ကြောင့်ဖြစ်တယ်ဒါအတူကျုံးလေးပဲကျွန်တော်ဒီနေ့ပြောပြသွားမယ်เนาะပြီးရင်ကျွန်တော်တို့page နဲ့အသုံးပြုရမလား account နဲ့ Facebook မှာဆိုရင် page နဲ့အသုံးပြုရမလားပေါ့เนาะ account နဲ့အသုံးပြုရမလားဆိုရင် page နဲ့အသုံးပြုပါเนาะ page ဒီကျွန်တော်ရေးရှည်အတွက်ကောင်းတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော် page နဲ့ account ဒီเนาะဘာကွာွားလဲဆိုလို့ရှိရင်ကျွန်တော်ဈေးဆိုင်နဲ့ဆိုင်ကြီးဖွင့်ထားတာနဲ့เนาะကျွန်တော်ဒီဆိုင်သေးသေးလေးဖွင့်ထားတာနဲ့ကွာသွားတယ်ဒါကြောင့်မလို့ကျွန်တော် Facebook မှာဆိုလို့ရှိရင်လည်း page နဲ့အသုံးပြုပါလို့ကျွန်တော်အကြံပြုလိုက်ပါတယ်เนาะအားလုံးသိမြင်ကြပါစေခင်ဗျာ